ကိုဘလောက်နှုတ်ပြီးချောလဲဆိုတာပြောစရာမလိုပါဘူးကလေးကလားပုံစံမျိုးနဲ့တော့ပွဲမတက်ရဲတော့ဘူးလို့ပြောပြလာတဲ့ဗီတာမင်ဘုံနာတီနဲ့နှလုံးသားတို့လုံဆွဲဝဲကြီးကကြီးမလို့ရှင်ထိုးလာရဲ့ပြပါဦးတာဖာနှစ်ယောက်ဒါဘယ်လိုလေးမြင်ရမလဲဦးထင်ကုန်တဲ့စိတ်ကလေးချစ်စရာကောင်းတဲ့သားပေါ့ဇလန်းထဲမှာလည်းသားကိုရမ်းချစ်တယ်သားကြောင့်လည်းဒီအိမ်တော်ကြီးမပြိုခဲ့အောင်ပြင်းနေတာလေသူ့ချစ်လို့အပြင်မှာလည်းသားတော့မဟုတ်ဘူးပေါ့ဒါပေမဲ့သားငယ်လေးပေါ့သားပါပဲသားပါငယ်လေးပေါ့ရမ်းချစ်စရာကောင်းတယ်ရမ်းချစ်ဖို့ကောင်းတဲ့ညီကိုပေါ့အဲ့လိုပြောမှငယ်ရောပါလို့ဟုတ်တယ်သားလည်းမကြည့်ပါဘူးကျွန်တော်ထက်2နှစ်ပဲကြည့်ရကျွန်တော်ဒါတာဖာအဖေချောလို့သားကလေးချောရလားသားပူသွားတာမတော့အဖေအဲ့ဒါတော့တနိုင်ငံလုံးနေလို့မရတဲ့ညာပဲတော့အုံနေပါပြီတော့အုံနေပါပြီသူကမကတ်ခွာလာဟုတ်ဒီနေ့ကဟဲ့အောင်မင်းမြတ်တက်ခဲ့မင်းလူကြီးလိုပဲခဲ့ဒါမှမဟုတ်ငါခေါင်းရမယ်ဆိုပြီးပြောထားကိုပိုက်တာတယ်ဘုရားလူကြီးဆက်သွင်းလာတာကျွန်တော်ပြောပြမယ်အဲ့ဒါကျွန်တော်မဖြေရှင်းလဲတနိုင်ငံလုံးသိတယ်နော်အကိုဘလောက်နှုတ်ပြီးချောလဲဆိုတာကျွန်တော်တို့ TikTok အခုဆိုအရန်ပေါက်တယ်လေနော်ဒီ TikTok တွေမှာဒီဟာကိုမှန်ပဲဝင်ဖက်ကြည့်လိုက်ပါအများကြီးပြောစရာမလိုပါဘူးအဲကျွန်တော်ပြောကျွန်တော်ဒီနေ့ကလေးကလားပုံစံလောက်လာလို့ရှိရင်ထပ်ပြီးပြောခံရမှာဆိုလို့ကျွန်တော်ကမျက်မှန်တွေတက်လာဗီတာမင်ကဗီတာမင်ပဲဟိုဒါဗီတာမင်ဒီထဲမှာဆိုကျွန်တော်ပြောမေ့ပါဗီတာမင်ခံလေးတွေတွေ့ရတယ်သူ့အရင်ချစ်ကြတယ်ဘာလို့ဆိုကျွန်တော်တို့တော့ချစ်တာဘူးနော်ဒါသူ့ရဲ့ကြိုးစားတို့သူ့ရဲ့ဆန်းပေါ့ဆိုတော့ဒီကားလေးဗီတာမင်နဲ့မြို့ကဘယ်မှာလို့ပြောမှလဲဗီတာမင်လို့ပြောမှာဗီတာမင်လို့ပြောမြန်မာလိုဗီတာမင်ဗီတာမင်ဗီတာမင်နဲ့ရတာလည်းအရင်အဆင်ပြေပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ပြောတယ်တင်းဆောင်ကောင်းတယ်နော်ဗီတာအရင်တော့ဒီကအပြင်တော့တော်တယ်ဆိုတာထက်ပေါ့နော်သူ့ရဲ့ဒီတက်တန်းတစ်လျှောက်သူ့ရဲ့တက်တန်းလေးနဲ့ဆိုရင်ရမ်းကြိုးစားတော့ရမ်းကြိုးစားတယ်နောက်သူကဒီဝိုင်းရဲ့လူပညာရှင်တော်တော်များများနဲ့တော့ရိုက်ပြောရည်လေဆိုတဲ့အခါမှာမှန်တိုင်းမှာကျွန်တော်သူ့ဆက်ပြန်တင်ရအောင်